လေးလက်ဝန်တရံလောက်ခါတရားကြာနာအများရှိမှလက်ညှိုးထိုးကဆဆူပြန်ရာဒီဝါတရားမနေသာတအားကြွမြအယုံဆောင်လို့သာဘိုက်မကျိုးများဖြတ်ကားချတာစိန်စဝါနာမိမယုတ်ကိုသာမြတ်တာတဆင်ပွားမြတ်ဘုရားအောင်ရင်ပြင်စမမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာဒိဋ္ဌိတွေကိုလူမဲ့သူဆွန်းလောင်းမဲ့သူသိမရှိတော့တဲ့အတွက်သူတို့မှလက်လာပါနေလာကြတယ်။ဒါနဲ့သူတို့တွေစည်းဝေးကြပြီးမြတ်စွာဘုရားဂုဏ်ပြည့်ရှက်ရအောင်လို့စိန်စမာနာဆိုတဲ့အလှမဲပြပိုက်မလေးကိုတာဝန်ပေးကြတော့တယ်။စိန်စမာနာဟာညနေမိုးချုပ်ရင်ဇေရဝံကျောင်းဘက်ကိုသွားကျောင်းတော်နာကဒိဋ္ဌိလေးစီမှာအိတ်တယ်။နတ်နဲ့မိုးလင်းတော့ထပြီးပြန်လာတဲ့အခါမြို့ရင်းကလူတွေကမေးရင်ဇေရဝံကျောင်းမှာယဟန်ကြီးဂေါရမနဲ့အတူအိတ်ပြီးပြန်လာတယ်လို့ပြောပါတော့တယ်။ဒီလိုနဲ့လာပေါင်းတော်တော်ကြာတော့ဘိုက်ကိုပြင်ကျက်တင်နဲ့ကအပေါ်ကအဝတ်တွေနဲ့ပတ်ပြီးပရိသေအရက်မှာရှိတဲ့အယောင်ဆောင်ပြီးတော့မြတ်စွာဘုရားတရားဟောကြားနေတော့ပိဋကဘုံကြားထဲဝင်ပြီးရှင်ဂေါရမသင်ကတော့လူတွေတယုံယုံနဲ့ပြောနေတာပဲကျုပ်မှာတော့ရှင်းနေရတဲ့ကလေးကိုဘယ်မှမွေးရမှမသိဘူးမွေးဖွားဖို့နေရာကလေးများကြည့်လို့ပေးပါအောင်လို့အော်ပြောလို့လူတချို့ကသူပြောတာကိုယုံပြီးသူ့ကိုတနာကြတယ်ဖះကိုလည်းထင်းအောင်ထင်မှဖြစ်ကုန်ကြတာပေါ့မြတ်စွာဘုရားကတော့ထူးထူးထွေထွေမပြောတော့ပဲမေတ္တာကရုဏာပွားပြီးတော့နေလိုက်တယ်ဒီတော့တရားမင်းကနတ်သားတွေကိုဖြည့်ရှင်းမှုလွတ်လိုက်တယ်ဆိုရင်ပဲနတ်တွေကကြွက်တွေအယောင်ဖန်ဆင်းပြီးပြင်ကျက်တွေကိုချီးတဲ့ကျိုးတွေကိုတပြိုင်နဲ့ကိုက်ဖြတ်လိုက်တော့ပြင်ကျက်တွေပြုတ်ကျပြီးခြေချောင်းတွေဖြစ်ကုန်ကြတယ်ဒီတော့သူ့အလိန်လေးပေါ်လို့လူတွေကမောင်းထုတ်ကြတာပေါ့ဇေရဝံကျောင်းတော်ရဲ့မလန်းမကန်းနေရလဲရောက်ရောအဝီစီငရဲကြီးကမီးတော့မီးလျံနေတက်လာပြီးသူ့ကိုရစ်ပတ်ယူသွားလို့မြေမြုပ်ပြီးငရဲမှာခန်းနေရရှာတော့တယ်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကတော့စတဲ့တဘိုးတိုးလို့ပိဋကတ်တွေရဲ့ကြီးညိုသရာစိတ်တွေဟာလည်းတိုးတက်ပွားများလာရပါတော့တယ်ရှင်ဂေါရမဗုဒ္ဓမြတ်စွာတရားရည်သနာဟောတော်မူရာဒီတန်လူဘုံညာစီလဝနာရောက်လို့လားသူ့ဘိုင်မှာပြင်းရစီလို့ကိုလေးလက်ဝန်တရံလောက်ခါတရားကြာနာအများရှိမှလက်ညှိုးထိုးဆဆူပြန်ရာဒီဝါတရားမနေသာတအားကြွမြအယောင်ဆောင်လို့သာဘိုက်မကျိုးများဖြတ်ခါချတာစိန်စမာနာမိမယုတ်ကိုသာမြတ်တာတဆင်ပွားမြတ်ဘုရားအောင်ရင်ပြင်စမပါဟိုရှိခါဝေသာလီပြည်မှာအယူဝါဒ900စီတက်ကြတဲ့သူတို့မှာပရဝိတ်တယောက်နဲ့ပရဝိတ်မမအယူဝါဒပြန်ရင်ရရအနိုင်မရရပါထိုရောခါဝေသာလီမင်းတွေကသူတို့နှစ်ယောက်ကိုပေးစားလို့ပေါင်းဖက်ကြစေတာသာသမီတွေရလာအယူဝါဒတစ်ထောင်စီကိုအမိဖမသာတမြောက်ကြလာဘိုးဘဲသာသမီများသင်တို့သည်သမုရီကျွန်းမှာဝါရပြရင်ကြ
စေခိုင်းရာအနိုင်မရရင်လားရှုံးရလို့ထမ်းလို့ကြွေပြုစုပြီးတော့တခါသမီးလေးဦးမရှင်သာရိပုတ္တရာနဲ့တွေ့ကြလို့သာတရားရရဟန်းပြုတာဝေသာလီပြည်မှာအယူဝါဒ900စီတက်တဲ့ပရပိုက်တယောက်နဲ့ပရပိုက်မတယောက်တို့ဟာအယူဝါဒပြိုင်ရတယ်အချင်းချင်းတူးနေကြတော့ဘယ်သူမှနိုင်မရကြပါဘူးဒါနဲ့ဝေသာလီမင်းတွေကသူတို့နှစ်ယောက်ကိုပေးစားပြီးတော့ထောက်ပံ့ထားကြပါတယ်ဒီလိုနဲ့သူတို့မှာသမီး4ယောက်နဲ့သား1ယောက်ဖွားမြင်တဲ့အခါမှာသားသမီးတွေဟာအမိဘက်ကရောအဖဘက်ကပါဝါဒ1000စီတက်ကြတယ်ဒါနဲ့သမီး4ယောက်ကိုဇိုရီပါကျွန်းမှာရှောက်ပြီးဝါရပြန်ကြသမီးတို့ကိုနိုင်အောင်ပြောနိုင်တဲ့သူဟာလူဖြစ်ရင်သူ့ကိုအလုပ်အကျွေးပြုကြယဟန်ဖြစ်ခဲ့ရင်သူ့လက်အောက်မှာပဲယဟန်ပြုပြီးတရားအားထုတ်ကြလို့မှားလိုက်တယ်သူတို့ရှောက်ပြီးဝါရပြန်ရတာအမြဲပဲအနိုင်ရကြတယ်နောက်ဆုံးရှင်သာရိပုတ္တရာနဲ့ပြိုင်တော့မှယဟန်ပြုကြပြီးတရားအားထုတ်ကြတာနဲ့ယဟန္တာတွေကြီးဖြစ်ကုန်ကြတော့တယ်ရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကပရပိုက်မန်တိုက်မိုက်မှာဘုရားကိုယ်တော်သူပြိုင်ပြီးတော့စကနိုင်လူပြအနတ္တကိုအတ္တပဲလို့ဆွဲမြဲနေပြန်လာပရမေမြတ်စွာဘုနာသေးခြင်းကိုတားနိုင်ပါမလားမေးပြန်ရသစ္စကမပြေတာလက်မှန်ချလို့သာဒေဝရကြာမင်းကဘလူးပန်းစင်ချင်းရောက်မှမန်လျှော့ဆောင်းနေတဲ့အောင်ရဲ့သတ္တမပါအငယ်ဆုံးသားဖြစ်တဲ့သစ္စကကတော့ဘလို့မှမသွားပဲလက်စုံမင်းသားတွေကိုပညာသင်ပေးရတယ်တနေ့တော့ယဟန်တစ်ပါးနဲ့တွေ့လို့ကိုတော်တို့ဆရာဂေါရမဘုရားကဘယ်လိုတရားများဟောသလဲလို့မေးပါတယ်ယုံနံတရားတွေဟာဘယ်သူမှမပိုင်တဲ့အနတ္တတရားပဲလို့ပြန်ပြောတော့ဘယ်ဟုတ်မလဲဂေါရမတော့အယူအဆတွေလွဲနေပြီငါနဲ့သာပြိုင်ပြောရင်တော့ဂေါရမခြားခြားလဲသွားမှာပဲဆိုပြီးသူ့တပည့်မင်းသားတွေကိုလာကြဟေ့ငါဂေါရမနဲ့ဝါရသွားပြိုင်မယ်လို့ဆိုပြီးဘုရားစီကိုသွားကြတော့တယ်ဘုရားထံရောက်တော့ဂေါရမဘယ်လိုတရားများဟောသလဲလို့မေးတယ်ယုံနံတရားတွေဟာမစိုးမပိုင်တဲ့အနတ္တတရားပဲလို့ဟောကြောင်းဘုရားရှင်ကရှင်းပြတော့ဟာဒါဟာမဖြစ်နိုင်ဘူးလူတွေဟာမြေကြီးပေါ်မှာရပ်တည်ပြီးအလုတ်လုတ်ကြသလိုကိုပိုင်ဆိုင်တဲ့အတ္တပေါ်မှာမှီပြီးကောင်းမှုမကောင်းမှုကိုလုပ်ကြရတာပဲပိုင်ဆိုင်တဲ့အတ္တခန္ဓာမရှိရင်ဒီလိုလုပ်လို့ဘယ်ရမလဲလို့သစ္စကပရပိုက်ကပြန်ပြောပါတယ်ဒီတော့မြတ်စွာဘုရားကသင်ခန္ဓာကိုယ်ကိုပိုင်နေအစိုးရတယ်ဆိုရင်မအိုအောင်မနာအောင်မသေးအောင်လုပ်လို့ရပါမလားလို့မေးလိုက်တဲ့အခါမှာသစ္စကပရပိုက်ကြီးဟာကိုယ်စကားနဲ့ကိုမိပြီးငေးမိုင်နေတယ်ဘုရားကထပ်မေးတော့လဲမဖြေတော့ဘူးတဲ့အဲ့ဒီတော့မှတရားမင်းကဘလူးကြီးတရံဟန်ဆောင်ပြီးဖြေပါမဖြေရင်တန်တင်းမုတ်ကြီးနဲ့ခေါင်းကိုရိုက်ခွဲလိုက်မယ်လို့ဆိုတော့မှဟုတ်ပါတယ်အတ္တမဟုတ်ပါဘူးအနတ္တပါပဲလို့ဝန်ခံရရှာတော့တယ်သစ္စကပရပိုက်ကြီးဟာသတိတရားရပြီးမြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုစွန့်စားပိတ်တယ်သူ့တပည့်တွေကိုလည်းမနှက်ဖန်ကြရင်မြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုဆွန့်လုပ်ကျွေးရအောင်ဆွန့်တဆုပ်စီယူခဲ့ကြပါလို့ပြောပြီးပြန်သွားကြပါတော့ရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကပရပိုက်မန်တိုက်အမိုက်မှာဘုရားကိုယ်သာသူပြိုင်ပြီးတော့စကနိုင်လူရအနတ္တကိုအတ္တပဲလို့ဆွ
ဆွဲမြဲညင်ပြန်တာပရမေမြတ်စွာဘုနာသေးခြင်းကိုတားနိုင်ပါမလားမေးပြန်ရာသစ္စကမပြေတာလက်မိုင်းချလို့လားဒေဝတရားမင်းကဘလူးပန်စင်ချင်းထောက်မှာမန်လျှော့လာဆောင်းနေလေအောင်ရင်သတ္တမပါဘိုးရပြင်းရှိရောခါနန်းတို့ပနန်းတာကိုမကြည့်တဲ့ငါမင်းကြီးမှာပြောပွဲစားရန်အတွက်စီမံနေစဉ်အခါမြတ်စွာဘုရားနဲ့ယဟန္တာ900သူတို့ကောင်းကြောဖြတ်လို့သာတာဝရိန္ဒာနတ်ပြည်တဲ့သူကြွကြလို့သာဒေါသပြေကိုငကမင်းမခံနိုင်ဖြစ်ခါမထောင်လို့ရန်ဆုံးမတရားမဲ့ကနန္ဒောပနန္ဒနဂမနန္ဒောပနန္ဒနဂမေမေတကူနဲ့ဟန်လေကမြင့်မို့တောင်းလို့ကိုနဖတ်ဖလို့ကွယ်ထားတာသူမလို့တမယဟန်တွေကမြတ်ဖျားအဘယ်ကြောင်းရောက်လာဘယ်ကြောင်းရောက်လာမြင့်မို့တောင်းကွယ်လေးကလေးလို့မေးလျှောက်ကြရာမေးလျှောက်တဲ့အခါစစ်တော်ဝိတဝေအိုယဟန်တို့နာလောပနာနာသူနာကွယ်ထားတာအခါရမမှာနန္ဒောပနန္ဒာလို့ခေါ်တဲ့နဂါးကြီးဟာအကြီးအကျယ်ပျော်ဝဲစားဖို့စီမံနေကြိုက်မှာမြတ်ဖျားကသူ့ကိုချွတ်ရအောင်နောက်ပါယဟန်900နဲ့အတူသူတို့ရဲ့ခေါင်းပေါ်ကဖြတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်ဘက်ကိုကြွတော်မူပါတယ်။အဲ့ဒါကိုမြင်တော့နဂါးကြီးကဒေါသထွက်ပြီးဒီယဟန်တွေဟာတို့ခေါင်းပေါ်ကဖြတ်ပြီးတာဝရိန္ဒာဘက်ကိုဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်။တာဝရိန္ဒာကိုမမြင်ရအောင်ငါလှုပ်ထားလိုက်မယ်ဆိုပြီးသူ့ရဲ့ကိုယ်ကိုအကြီးအကြီးဖန်ဆင်းပြီးတော့မြင့်မို့တောင်ကို9ပတ်ပတ်ပြီးတောင်ထိပ်ကိုပပြင်းကြီးနဲ့အုပ်မိုးထားလိုက်ပါတယ်ဒီတော့ယဟန်တွေကမြတ်စွာဘုရားတပည့်တော်တို့ဟာခါတိုင်းဒီနေရာကိုရောက်ရင်မြင့်မို့တောင်ကိုမြင်ကြရပါတယ်ခုတော့ဘာဖြစ်လို့မမြင်ရပါသလဲလို့မေးလျှောက်တဲ့အခါမြတ်စွာဘုရားကအိုးချစ်သားတို့နန္ဒောပနန္ဒနဂါးကြီးဟာတို့ကိုစိတ်ဆိုးပြီးမြင့်မို့တောင်ကိုရစ်ပတ်ဖုံးကွယ်ထားတယ်ဒါကြောင့်မမြင်ရတာပါလို့မိန့်တော်မူပါတယ်ဒီအခါလက်ဝဲတော်ရန်ဖြစ်တဲ့ရှင်မဟာမောက္ကလန်ကနဂါးတဲ့ကြီးတဲ့ကိုဖန်ဆင်းပြီးတော့နဂါးကြီးရဲ့အပေါ်ကနေ14ပတ်ပတ်ပြီးညှစ်ထားလိုက်တော့တယ်နဂါးကြီးကအခိုးလျံလေးလွတ်ပေမဲ့ရှင်မဟာမောက္ကလန်ကိုမထိဘူးရှင်မဟာမောက္ကလန်ကတွတ်တဲ့အခိုးလျံလေးကသာနဂါးကြီးကိုထိတယ်ဒီတော့နဂါးကြီးကိုတကိုးအမျိုးမျိုးဖန်ဆင်းပြလိုက်ပါတယ်ရှင်မဟာမောက္ကလံမထေရတော်မြတ်သည်နဂါယံကိုဆုံးမရအတွက်သူရဲ့ကြီးတဲ့နဂါမင်းတရံဟောင်းစင်းတို့ရစ်ပတ်လေလောကနန္ဒောပနန္ဒာအာမတန်မန်ကိုချဘယ်တော့မှမတတ်နိုင်ရှာအရှုံးပေးကဖုံးရိပ်ပါဥခိုက်ပါလို့ဆောင်းနေတဲ့အောင်ရဲ့တတ္တမပါရှင်မောက္ကလန်ကဂလုံကြီးအောင်ဖန်ဆင်းပြီးနဂါးကြီးကိုလိုက်တော့မှနဂါးကြီးကကြောက်လန့်ပြီးတပည့်တော်ကြောက်ပါပြီဗျာအရှင်ဘုရားကိုကိုးကွယ်ပါတော့မယ်လို့ပြောပါတယ်ဒီတော့မှရှင်မောက္ကလန်ကလာခဲ့ဆိုပြီးမြတ်စွာဘုရားရှင်ကိုခေါ်သွားတော့မှမြတ်စွာဘုရားကိုရှ စ်ခိုးပူဇော်ပါတယ်ဒုက္ခမှာမြတ်စွာဘုရားကမေတ္တာကရုဏာတော်ကြီးမားစွာနဲ့အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်
မဟာမောကလံမထေတော်မြတ်သည်နဂါယံကိုဆုံးမရောက်တွေ့သူရဲ့ကြီးရဲ့နဂါမင်းတရံပါစေလို့ဒီပါလီတော်ဟာနောနောကလံသာအာမတမကိုချသေတော်မတတ်နိုင်ရှာအရှုံးမီကဘုံရိပ်မှာဦးခိုက်ပါလို့ဆောင်းနေနဲ့အောင်ရဲ့တတမကဆိုတဲ့မြမကြီးကယူဆလွယ်မှာစွာကိုအတင်ကြီးကမြဲတဲ့ဘဝမလို့သာသူဒီပျော်ပိုက်စွာမြတ်ဖရာဗုဒ္ဓကြွလန်းကသူ့အားချွတ်ရင်သာဆွေတော်ကတင်ရောက်လာကျွန်ုပ်တို့ဘုံကြီးကအိုခြင်းနာခြင်းသိခြင်းမရှိပါအကောင်းဆုံးလို့သူပြောလေတော့ပါအိုးကပြမအမကြီးမတော်လားမိုင်မဲလေးစွာတခါသင်မုံတဲ့ကောင်းသောနိဗ္ဗာန်ရှိသေးတော့လားသောအာမနရောက်လားမြမတို့ဝင်ဘူးလို့လားမြတ်ဖယားကိုရှုံချပြောတော့ဖယားကသိနေတာစစ်နဲ့ပဲမှာမလွတ်သူတွေသာသင်ပြောလို့ရပြီမငါအောင်မတူနဲ့မှန်နဲ့သင်ထွက်ခွာအခါတုန်းကမြတ်စွာဘုရားဟာဥက္ကဋ္ဌမြို့မှာသတင်းသုံးနေတော်မူခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘကဗြဟ္မာကြီးတွေရဲ့အယူမှားပြီးအထင်ကြီးနေတဲ့စိတ်ကိုသိတော့ဥက္ကဋ္ဌမြို့ကကိုရောင်ဖြောက်ပြီးဗြဟ္မပြည်မှာသွားပေါ်တဲ့အခါမှာဗြဟ္မာကြီးတွေကကျွန်ုပ်တို့ရဲ့ဘုံဘဝဟာမြဲတယ်။ပိုခြင်းနာခြင်းသေခြင်းလည်းမရှိဘူး။အကောင်းဆုံးပဲလို့စီးပြီးပြောလိုက်တယ်။ပြီးတော့မြတ်စွာဘုရားကအချင်းဘကဗြဟ္မာမမြဲပဲနဲ့မြဲတယ်လို့ပြောနေတယ်။ဒီဗြဟ္မဘုံဘဝတွေကောင်းတာတွေရှိရသားနဲ့ဒီဘုံဘဝကိုအကောင်းဆုံးလို့ပြောနေပါလားလို့မိန့်တော်မူတဲ့အခါဗြဟ္မာကြီးတွေကကျွန်ုပ်တို့ရဲ့တကိုးကိုသိကျင်ရင်ကြည့်နေပါသင်မမြင်အောင်ကိုရောင်ဖြောက်လိုက်မယ်လို့ဆိုတယ်ပြီးတော့မြတ်စွာဘုရားကဖြောက်နိုင်ရင်ဖြောက်စမ်းလို့ပြောတော့ကိုရောင်ဖြောက်လိုက်မယ်လို့ပြောနေပေမဲ့ဖြောက်လို့မရပါဘူးမြတ်စွာဘုရားကပကဗြဟ္မာကြီးကိုဖြောက်လို့မရအောင်တကိုးနဲ့တားထားလိုက်ပါတယ်ကသွန်ပြင်းရတာပကမြမကိုရောင်ဖြောက်တဲ့အခါဖြောက်မရပါဘဂဝါမြတ်ကတကူတာရှင်နိုင်မရပါမြတ်မရလက်မှာကိုဖြောက်ပါအတနာပြီးဝေဝါဟံပယံဒိဋ္ဌဝါဤသို့ဟောကြားအောင်ရင်အတ္တမပါမြတ်စွာဘုရားကပကဗြဟ္မာကြီးဒီမှာကြည့်ပါငါဘုရားကိုရောင်ဖြောက်လိုက်မယ်ဆိုပြီးဖြောက်လိုက်တာကိုရောင်ပြောက်သွားတဲ့အတွက်ဗြဟ္မာကြီးတွေလည်းမမြင်ကြရတော့ဘူးပေါ့အဲ့ဒီတော့မှမြတ်စွာဘုရားကငါအတန်ကိုသာကြားစေလို့အဋ္ဌံပြုပြီးတော့ဘဝေဝဟံဗယံဒိဋ္ဌဝါဘုံဘဝဆိုတာဘေးရန်ပဲဘယ်ဘဝမှငါမစွဲလို့ဟောလိုက်တယ်ဒီတော့မှဗြဟ္မာကြီးတွေကတော်တော်တကူကြီးရဲ့မြတ်စွာဘုရားပါလားလို့အံ့ဩချီးမွမ်းဥခိုက်ကြပါတော့တယ်ရှင်ဘုရားနဲ့လာမကဗြဟ္မာတကူချင်းပြိုင်ရပြကိုယုံတောက်ကသွန်ပြင်းရတာပကဗြဟ္မာကိုယုံတောက်တဲ့အခါဖြောက်မရပါဘဂဝါမြတ်ကတကူ
တာရှင်များနားဆင်ခဲ့ကြရတဲ့အောင်ရင်း၈ပါးတေးသရုပ်ဖော်အစည်းအဝေးမှာပါဝင်တဲ့တေးသချင်းများကိုဂီတစာစုကိုညွန့်ဝေကရေးဆက်တည်ကုံးပြီးအေဝမ်းဆိုးမြင့်အဖွဲ့နဲ့အတူအစိုးရတင်တင်မြကတီးဆိုအတန်သွင်းတင်ဆက်ထားကြတာဖြစ်ပါတယ်ရှင်သောတာရှင်များရွှင်လန်းချမ်းမြေ့ကြပါစေဓမ္မယုံကျောင်းတိုင်းအတွင်းမဟာဗောဓိဇေဒီတော်ရဲ့ရေကန်တာအတွင်းကရဝိတ်နှကောင်းအပေါ်မှာပြတ်သက်ဆောင်ဆောက်လို့သာသနာသမိုင်းမှာအလွန်ထင်ရှားခဲ့တဲ့အန္တရာယ်ဘေးရန်ခတ်သိမ်းကင်းငြိမ်းပပျောက်စေနိုင်တဲ့ရှင်ဥပဂုတ်ယဟန္တာရုပ်ပွားဆင်းလူမှာမဟာဗောဓိဇေဒီတော်ကိုဦးတိုက်လျက်တည်ရှိနေပါတယ်ရှင်ဥပဂုတ်ယဟန္တာသတင်း300ကရဝိတ်ဖောင်တော်ကြီးကိုရန်ကုန်မြို့မှာပြီးကြဒါယကာကလူရန်တိဆောက်ပါတယ်ရှင်။သမိုင်းဝင်စကားလှဘုရားကြီးပတ်ဝန်းကျင်မှာရှေးဟောင်းဘုရားများထားရှိဖို့တိုက်ခန်းကိုလည်းတလအတွင်းအပြီးတိဆောက်ခဲ့သလိုအဆိုပါတရားတိုက်ခန်းကိုရန်ကုန်မြို့ရှိဒါယကာနဲ့ကလေးမြို့မှာဒါယကာ2ဦးတို့ကပူးပေါင်းလူရန်ကြပါတယ်။စကိုင်းတိုင်းမြို့မှာတိုင်းအရာရှိကြီးကဲပုဂ္ဂိုလ်များဒါယကာအသီးသီးတို့မှရှေးဟောင်းဘုရားများကိုမွမ်းမံပူဇော်လှူဒါန်းကြပါတယ်။ရှေးဟောင်းဘုရားများမှာကြီးညိုဝါယာကိန်းဝတ်စံပေတော်မူလျက်ရှိနေပါတယ်ရှင်။မြမပြည်မှာတင်ရှားကြွကြားတဲ့ကြိတ်ကြီးရိုးစီရောမှာခရီးဝေးလံတောတောင်တွေအထက်ထဖြတ်ကျော်ပြီးခက်ခဲစွာသွားရောက်ဖူးမြင်ရတဲ့အတွက်အများပြည်သူလွယ်ကူစွာဖူးမြင်နိုင်မှုကလေးမျိုးဓမ္မယုံကျောင်း၌အတွင်းမှာပ
ပုံစံတူတိဆောက်ပြီးတောင်းတော်ကိုတဘာဝကြောက်ဆောင်တပွဲတင့်တယ်စွာပြုလုပ်တိဆောက်ထားပါတယ်။စေတီတော်ကိုကလေးမျိုးရှိတီးခြားဒါယကာကဆောက်လုပ်လူဒန်းခြင်းဖြစ်ပါတယ်ရှင်။ကလေးမျိုးဟာဆိုရင်အထက်ချင်းတွင်းရှိမြို့များအနဲ့ခရီးသွားလာရေးလွယ်ကူပြီးကောက်ပဲသိနှံပေါ်ကျွယ်ဝတဲ့အပြင်ရခင်ကတဲ့အစစတိုးတက်ဖွံ့ဖြိုးလျက်ရှိနေပါတယ်။ဘုရားပထိုးစေတီသာသနာအဆောက်အဦများအပြင်ပါတီကောင်စီစီဝေခမ်းမဆောင်ကြီးများဆေးရုံကြီးများအထက်တန်းကျောင်းကြီးများကိုလည်းခင်မီပုံစံများနဲ့တည်ဆောက်အောင်မြင်ပြီးဖြစ်ပါတယ်။ခုလိုဗုဒ္ဓရှင်တော်ရဲ့အောင်ခြင်း၈ပါးမြတ်ဘုရားရဲ့အောင်တော်မူပုံအဆောက်အဦကြီးကိုတရုတ်ဘောပကြီးကားများနဲ့ဣစာတရတောင်းတော်ပါပြုလုပ်၍ဓမ္မယုံကျောင်းတိုက်တွင်မှာအောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့ပါတယ်။အဆိုပါအောင်ခြင်း၈ပါးပြလိုက်ကိုဒီကြဒါယကာမများကစုပေါင်းလူဒန်းတည်ဆောက်ထားကြပါလေရှင်။မျော်ရန်